မင်္ဂလာပါ Artificial Intelligence AI ဟာကျွန်တော်တို့ရဲ့နေထိုင်မှုအလုပ်လုပ်ကိုင်မှုနဲ့ဤပညာကိုအသုံးပြုပုံတွေကိုတိတိကျကျပြောင်းလဲနေပါပြီ။ဒါပေမဲ့ AI စနစ်အားလုံးဟာတန်းတူညီတူတည်ဆောက်ထားတာမဟုတ်ပါဘူး။ဒီနေ့မှာတော့လက်ရှိကျွန်တော်တို့အသုံးပြုနေတဲ့ AI တွေကနေအနာဂတ်မှာပေါ်လာနိုင်တဲ့စူပါဉာဏ်ရည်တွေအထိ AI မျိုးစား9မျိုးအကြောင်းကိုရှင်းပြပေးသွားမှာပါ။ Reactive Machines တုံ့ပြန်မှုတသက်တာရှိသောစက်များပထမဆုံးအမျိုးအစားကတော့အခြေခံအကျဆုံးဖြစ်တဲ့ reactive machine တွေပါသူတို့ဟာလက်ရှိအချိန်မှာဖြစ်ပျက်နေတဲ့အလုပ်တစ်ခုတည်းကိုပဲတုံ့ပြန်ဆောင်ရွက်နိုင်ပြီးအတိတ်ကအချက်လက်တွေကိုတင်ဆက်ထားနိုင်ခြင်းမရှိသလိုအတွေ့အကြုံကနေလည်းတည်ယူနိုင်စွမ်းမရှိပါဘူးဥပမာကမ္ဘာစစ်တုရင်ချန်ပီယံကိုအနိုင်ယူခဲ့တဲ့ IBM ရဲ့ Deep Blue ကွန်ပျူတာဟာဒီမျိုးစားဖြစ်ပါတယ်Limited Memory AI မှတ်ဉာဏ်အကန့်အသတ်ရှိသော AI ဒုတိယမျိုးစားကတော့ Limited Memory AI ပါသူတို့ကတော့အတိတ်ကအချက်လက်တွေကိုအခြေခံပြီးပုံမူကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ပါတယ်ယနေ့ခေတ်မှာမြင်တွေ့နေရတဲ့ကိုယ်တိုင်မောင်းကား Self Drive ကားတွေနဲ့ညနာမှတ်မိခြင်း Facial Recognition နည်းပညာတွေဟာဒီ AI မျိုးစားထဲမှာပါဝင်ပါတယ် Theory of Mind AI စိတ်ပိုင်းဆိုင်ရာနားလည်နိုင်သော AIဒါကတော့လက်ရှိမှာ theory အစစ်မှာပဲရှိနေပါသေးတယ် theory of mind AI ဆိုတာကတော့လူသားတွေရဲ့စိတ်ခံစားမှုယုံကြည်ချက်နဲ့ရည်ရွယ်ချက်တွေကိုနားလည်နိုင်စွမ်းရှိတဲ့စနစ်မျိုးဖြစ်ပါတယ်ဒီစနစ်တာအောင်မြင်လာရင်လူသားတွေနဲ့ပိုပြီးတူညီတဲ့စကားပြော AI စနစ်တွေပေါ်လာနိုင်ပါတယ် Self Aware AI ကိုယ်ပိုင်သိစိတ်ရှိသော AIဒါကတော့ AI ရဲ့အဆင့်မြင့်ဆုံးနဲ့စိတ်ကူးရင်အဆန်ဆုံးအဆင့်ဖြစ်တဲ့Self Aware AI ပါသူတို့ဟာကိုယ်ပိုင်သိစိတ်ရှိလာမှာဖြစ်ပြီးလူသားတွေကိုနက်နက်ရှိုင်းရှိုင်းနားလည်နိုင်တယ်လို့ကိုယ့်ရဲ့တည်ရှိမှုကိုယ်တိုင်ကိုလည်းသိရှိပြီးဆုံးဖြတ်ချက်ချနိုင်မှာပါဒါဟာလက်ရှိမှာတော့သိပ္ပံစိတ်ကူးရင် Science Fiction အဆင့်မှာပဲရှိပါသေးတယ် Narrow AI Weak AI အလုပ်တစ်ခုတည်းကိုသာလှုပ်ဆောင်နိုင်သော AI ယနေ့ခေတ်မှာအသုံးများဆုံး AI ကတော့ Narrow AI ပါသူတို့ဟာသတ်မှတ်ထားတဲ့အလုပ်တစ်ခုတည်းဥပမာအတမတ်မိခြင်းပုံရိပ်ခွဲခြားခြင်းကိုပဲထူးချွန်အောင်လုပ်နိုင်ကြတာပါကျွန်ုပ်တို့သုံးနေတဲ့ Siri Alexa နဲ့ Customer Service မှာသုံးတဲ့ Chatbot တွေဟာဒီမျိုးစားတွေပဲဖြစ်ပါတယ် General AI Strong AI အထူးသဖြင့်ဉာဏ်ရှိသော AI ဒါကတော့လူသားရဲ့ဉာဏ်ရည်ကိုနယ်ပယ်ပေါင်းစုံမှာတန်းတူလိုက်နိုင်ဒါမှမဟုတ်တောင်းလွန်သွားမဲ့ General AI ဖြစ်ပါတယ်သူကတော့ရှုပ်သွေးတဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ပြီးနယ်ပယ်အသစ်တွေကိုလည်းကိုယ်တိုင်သင်ယူပြုပြင်ပြောင်းလဲနိုင်မှာပါဒါဟာသိပ္ပံပညာရှင်တွေရဲ့အဓိကရည်မှန်းချက်ဖြစ်ပေမဲ့အခုထိတော့ဖြစ်မလာသေးပါဘူး Super Intelligence AI စူပါဉာဏ်ရည်မြင့် AI နောက်ဆုံးအမျိုးအစားကတော့လူသားတွေထက်အဆအဆရရတာလွန်သွားမဲ့ Super AI ပါသိပ္ပံဒီကြသူတည်တနာတွေဆုံးဖြတ်ချက်ချမှတ်မှုတွေနဲ့ဖန်တီးနိုင်စွမ်းတွေမှာလူသားတွေတဲ့အစာပေါင်းများစွာတာလွန်နေပါဒါဟာသဒ္ဒနာပိုင်းဆိုင်ရာနဲ့ဘေးကင်းလုံခြုံရေးဆိုင်ရာဆုံးရည်မှုတွေကိုလည်းဖြစ်ပေါ်စေပါတယ်။ဒီကုန်းချုံးအနေနဲ့ပြောမယ်ဆိုရင်တော့ AI နည်းပညာဟာ Reactive Machines အဆင့်ကနေ Super Intelligence AI အဆင့်ထိဆက်လက်တိုးတက်နေပါတယ်။လက်ရှိမှာတော့ကျွန်တော်တို့ဟာ Task Specific လို့ခေါ်တဲ့အလုပ်တစ်ခုတည်းကိုပဲလုပ်နိုင်တဲ့ AI တွေနဲ့ပဲအများဆုံးထိတွေ့နေရပါသေးတယ်။အနာဂတ်မှာ AI တွေကိုဘယ်လိုဘေးကင်းစွာအသုံးပြုလဲဆိုတာကတော့ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲမူတည်နေပါတယ်